မြန်မာပါကျွန်တော် one page ကနေပြီးတော့ကျွန်တော်ရေခဲအိတ်လေးတွေရဲ့ဈေးနှုန်းလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆို64 size အကြီးအိတ်လေးတွေပေါ့နော်ဒါလေးတွေကျွန်တော်တို့နေရာကြီးမှာအရန်ကိုလောရတဲ့ size လေးတွေဖြစ်ပါတယ်ရေခဲအိတ်ထဲတာပေါ့နော်အဲ့တော့ဒီ64အကြီးအိတ်လေးတွေတစ်ဖက်ရိုက်ဈေးမှာ160ကျပ်နဲ့လုပ်ပေးပါတယ်အနည်းဆုံးအရေအတွက်2000စပြီးလုပ်ပေးပါတယ်ခင်ဗျရေအတွက်900ဆိုရင်တော့ဈေးနှုန်းတွေကမိုးတွေနဲ့ဆိုတော့ဈေးများသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ပုံမှန်ဈေးဆိုရင်2000လောက်ကစပြီးတော့ကျွန်တော်ဈေးကိုအသက်တာဆုံးဈေးနဲ့ရတယ်ရချင်းအနေနဲ့ကလည်းကျွန်တော်တို့ကဒီတရက်ကိုကျွန်တော်တို့က1000ခွဲလောက်ကျတာဆိုတော့ကျွန်တော်တို့ဝယ်တာနဲ့ကျွန်တော်တို့ပတ်ကင်းထုတ်တာနဲ့ပို့တာနဲ့ဆိုရင်4ရက်အတွင်းမှာကျွန်တော်ပြန်ပို့ပေးနိုင်ပါတယ်အဲ့တော့ဒီဇိုင်းပေးပြီးအတည်ပြုပြီး4ရက်အတွင်းဆိုကျွန်တော်တို့လူချင်းမလို့တဲ့လိုအပ်တဲ့နေရာတိုင်းကိုကျွန်တော်တို့ပို့ပေးနိုင်မှာဖြစ်ပါတယ်ကားတဲ့အရောက်ပို့ပေးပါတယ်ဒါကတော့ကျွန်တော်တို့အလုံးရ1000အပ်ထားတဲ့ customer ကြီးအတွက်ကျွန်တော်တို့အားချင်းရိုက်ပေးညာဖြစ်ပါတယ်လူရည်လေးရောက်ပြီဆိုတော့ဒီຢာတွေကအရန်ကိုလောရပါတယ်အဲ့တော့လူချင်းတို့အတွက်စိုက်တဲ့ဒီဇိုင်းမျိုးပြိုင်လို့ရပါတယ်ကျွန်တော်တို့ရဲ့ဒီ offset ကြီးနဲ့ဆိုလို့ရှိရင်အသေးစိတ်ဒီဇိုင်းလေးကစာရတယ်ပေါ့နော်အဲ့တော့စိတ်တိုင်းကြကာလာရောဒီဇိုင်းရောအားလုံး base လုပ်လို့ရပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်